ဒီနေ့ဆရာ project motion နဲ့ပတ်သက်ပြီးတော့ formula လေးအနည်းငယ်လောက်ပြောပြခြင်းနဲ့ in horizontal x direction နဲ့ရေပြင်ကြီးဥတီဘက်အတိုင်းရွေ့ရှားတဲ့အခါပေါ့ project ရဲ့အရွေ့ကနှစ်ခုရှိမယ် x မျိုးအတိုင်းလည်းရွေ့မယ် y မျိုးအတိုင်းလည်းရွေ့မယ်အခုဆရာတို့စတင်ပြီးတော့လေ့လာမှာ x မျိုးအတိုင်းအရွေ့ပေါ့ horizontal x direction အတိုင်း x မျိုးအတိုင်းဒီ project လေးရွေ့သွားလို့ရှိရင်သူ့ရဲ့စတင်ရွေ့တဲ့ velocity က v naught x တဖြည်းဖြည်းနဲ့သူဆက်လက်ရွေ့သွားရင်သူ့ရဲ့ velocity ကို v naught x လို့ဆက်ထားလိုက်ရတယ်ဒါပေမဲ့ vx လို့ပြောင်းရေးလိုက်ရတယ်သူတို့ကကြိုက်တာရေးလို့ရတယ် x မျိုးအတိုင်းမှာ velocity ကပြောင်းလဲခြင်းမရှိဘူးအဲ့တော့ v naught x လို့ပဲရေး vx လို့ပဲရေးသူ့ရဲ့ velocity က constant velocity ပြောင်းလဲခြင်းမရှိဘူးဆိုရင် horizontal x direction မှာ acceleration လည်းမရှိဘူး acceleration ကလည်း0အဲ့တော့ horizontal x direction နဲ့ acceleration က h တန်ဖိုးက0ဒါဆိုရင် horizontal x direction အတွက်ငါတို့ grade 10တော့သင်ခဲ့ရတဲ့ပုံသီလေးနဲ့ပြန်စဉ်းစားမယ်ဆိုရင် acceleration ဒီ0ဖြစ်သွားတဲ့အတွက် acceleration ပါတဲ့ပုံသီနည်းတွေဘယ်ပုံသီနည်းနဲ့မှတွက်လို့မရတော့ဘူး horizontal x direction မှာဘယ်ပုံသီနည်းမှအသုံးမဝင်တော့ဘူးဖြစ်သွားတယ် acceleration ပါတဲ့ပုံသီနည်းတွေအဲ့တော့ဒါဆိုရင်ဒီ horizontal x direction မှာဘာတွက်လို့ရလဲဆို horizontal distance ရေပြင်ကြီးတိုင်းရွေ့တဲ့အရွေ့ရေပြင်ကြီးတိုင်းရွေ့တဲ့အရွေ့ကိုသင်္ကေတက x ရေပြင်တိုင်းရွေ့တဲ့အရွေ့ကိုသင်္ကေတ x နဲ့ထားလိုက်တယ်အဲ့ဒီ x ကိုတွက်လို့ရတယ်တွက်မဲ့ပုံသင်နည်းကငါတို့ grade 10တော့သင်ခဲ့တဲ့ပုံသင်နည်းမင်းတို့မှတ်မိပါပါ v = s by t လေ v = s by t လေအဲ့တော့ v ကကြတော့ v naught x ဒါ horizontal direction မှာ velocity က v naught x s နေရာမှာအရွေ့ကိုသင်္ကေတမှာနဲ့ပြောင်းလိုက်စေ h နဲ့ပြောင်းလိုက်တယ်အဲ့တော့ပုံသင်နည်းက v naught x = h by t အဲ့မှာ horizontal distance x ကိုလို့ကျွန်တော် h = v naught h d ဆိုပြီးတော့ဆရာတို့တွက်လိုက်ရတယ်နောက်တစ်ခါ vertical direction ပေါ့ in vertical y direction down လိုက်အတိုင်း y ဝင်ရိုးအတိုင်းအရာဝတ္ထုရွေ့တဲ့အရွေ့ project တိုင်းလေးရွေ့တဲ့အရွေ့အဲ့လိုရွေ့တဲ့အချိန်မှာကြတော့ဒီ y မျိုးတိုင်းရွေ့တဲ့အရွေ့မှာကဘာပြောင်းလဲနေလဲဆိုလို့ရှိရင်ကမ္ဘာမြေကြီးရဲ့အာသက်ရောက်မှုကြောင့် gravity ကြောင့် velocity ပြောင်းလဲခြင်းရှိတယ် velocity ပြောင်းလဲမှုရှိတယ်မူလအရာဝတ္ထုစတင်ရွေ့တဲ့အချိန်မှာသူ့ရဲ့ velocity က v naught y အဲ velocity ပြောင်းလဲသွားတဲ့အတွက်နောက်ပိုင်းကဆက်လက်ရွေ့သွားတဲ့အချိန်မှာသူ့ရဲ့ velocity ကိုဆရာတို့ကသင်္ကေတ vy လို့ထားမယ်အဲ့တော့ velocity ပြောင်းရင် acceleration ရရှိပါပဲအဲ့တော့ y ဝင်ရိုးအတိုင်း acceleration ကိုသင်္ကေတ ay အဲ့ဒီ acceleration ဒီကမ္ဘာမြေကြီးဆွဲငင်အားကြောင့်ဖြစ်လာတဲ့ acceleration ဆိုတော့သူဒီ acceleration due to gravity နဲ့အတူတူပဲအဲ့တော့ ay ဒီ acceleration due to gravity g နဲ့အတူတူပဲဒါပေမဲ့ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားဒီအများနဲ့ downward ဘက်ကိုဦးတည်တော့တဲ့ကြောင့်မလို့အဲ့ acceleration due to gravity ရဲ့လက္ခဏာက minus အဲ့တော့ဒီမှာ grade 10တော့သင်ခဲ့ရတဲ့ပုံသင်နည်းတွေနဲ့အခု11က projectile motion ရဲ့ပြောင်းလဲမှုတွေနဲ့ formula ဆက်ပုံလေးနဲ့ဆက်ကြည့်အောင်နော် grade 10မှာတော့ငါတို့သင်ခဲ့ရတဲ့ပုံသင်နည်းက v = v naught + at အခု y ဝင်ရိုးအတိုင်းမှာ velocity ပြောင်းလဲခြင်းရှိတယ် velocity ပြောင်းလဲခြင်းရှိတဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီပုံသင်နည်းကိုအဲ့ projectile motion ရဲ့ y ဝင်ရိုးအတိုင်းရွေ့တဲ့အရွေ့အတွက်ပြောင်းလဲမယ်ဆိုရင် v က vy ဖြစ်သွားမယ်v naught က v naught y ဖြစ်သွားမယ် a ကကြတော့ ay ဖြစ်သွားမယ် t ကတော့ဒီတိုင်းပဲပေါ့ပြီးရင်နောက်တစ်ခါ vy ကတော့ဒီတိုင်းပဲသူပဲ v naught y ကလည်းဒီမှာ v naught y ပေါ့ဟောဒီ ay ဒီအပေါ်မှာဆရာပြောခဲ့တယ် ay ဒီ acceleration due to gravity နဲ့တူတဲ့အတွက် g အစားထိုးမယ်ပြီးရင် downward ဖြစ်တဲ့အတွက်လက္ခဏာ minus ဒါကြောင့်မလို့ ay နေရာမှာ minus g သွင်းလိုက်တော့minus gt ဖြစ်သွားတယ်အဲ့တော့ရလာမယ့်ပုံသင်နည်းက vy = v naught y minus gt เนาะဒါလေးပုံသင်နည်းလေးချက်ထားအောင်ပေါ့ vy = v naught y minus gt ပြီးရင်ဒီမှာနောက်တစ်ခု grade 10တော့ငါတို့သင်ခဲ့ရတာ v ² = v naught ² + 2as အဲ့ဒါလေးအခုပြောင်းလဲသွားတယ် v နေရာမှာ vy ဖြစ်သွားမယ် v naught နေရာမှာ v naught y ဖြစ်သွားမယ် a နေရာမှာ ayအကွာအဝေး s နေရာမှာကြတော့ y မျိုးတိုင်းရွေ့တဲ့အရွေ့ကသင်္ကေတက y အဲ့တော့ပုံသင်နည်းကဘယ်လိုဖြစ်သွားလဲဆိုတော့ vy ² = v naught y ² + 2ay y ဒါပေမဲ့ ay နဲ့ငါတို့ကမသုံးဘူး ay နေရာမှာ -g ကိုအစားထိုးပြီးသုံးပါလေ
အဲ့လိုအစားထိုးပြီးသုံးပါဆိုရင်မှာပုံသင်နည်းက vy square equal to v not y square minus 2gy ဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့ဒီပုံသင်နည်းလေးကြက်ထားအဲ့တော့ပုံသင်နည်းကနှစ်ခုရှိသွားပြီအပေါ်ကတစ်ခု vy equal to v not y minus gt ကြက်ထား vy square equal to v not y square minus 2gy ကိုကြက်ထားပြီးရင်အောက်ဆုံးမှာနောက်ထပ်ပုံသင်နည်းတစ်ခုဒါလည်း greater than ပုံသင်နည်းပဲ s equal to v not t plus half ad square အဲ့တော့ y မျိုးတိုင်းရွေးတဲ့အရွေးဆိုတော့ s က y ဖြစ်သွားမယ် v not က v not y ဖြစ်သွားမယ် t ကတော့ဒီတိုင်းပဲဒီမှာ half a က ay ဖြစ်သွားမယ် t square အဲ့တော့ y equal to v not y t plus half ay t square အဲ့မှာ ay နေရာမှာ minus g ကိုအစားသွင်းမယ်ဆိုတော့ y equal to v not y t minus half gt square ဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့မင်းတို့ကြက်ထားမယ့်ပုံသဏ္ဍာန်က3ခုပြန်ပြောပါမယ်ဒီမှာ vy equal to v not y minus gt ရဲ့ vy square equal to v not y square minus 2gy ရဲ့ y equal to v not y t minus half gt square ရဲ့အဲ့ဒီပုံသဏ္ဍာန်လေး3ခုကြက်ထားမယ်ပြီးသွားရင်ဒီဘက်ချမ်းမှာ horizontal distance h ကိုရှာတဲ့ပုံသဏ္ဍာန်လေး h equal to v not ht အဲ့ဒါလေးကြက်ထားပေးရမယ်အားလုံးပဲနားလည်မယ်လို့တော့ထင်ပါတယ်ကျန်တဲ့အပိုင်းလေးတွေကိုတော့ဆရာနောက်ထပ်ဗီဒီယိုလေးရောက်မှာပဲထပ်ပြောပြပေးပါမယ်